ရှေ့ဦးစွာဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီကနေ့မနက်မှာလည်းကျွန်တော်ကျမတို့ရဲ့ဘဝအသက်တာမှာပြင်ဆင်စရာစင်ကြင်ခွန်အားယူဖို့ရန်အတွက်နှုတ်ကပတ်တော်မြတ်တစ်ပိုက်ကိုဖတ်ကြားလိုပါတယ်ယောရှုမှတ်စာအခန်းကြီး1အခန်းငယ်9ဖြစ်ပါတယ်တင့်ကိုငါမှားထားသည်မဟုတ်လောအာယူ၍ရဲရင်ချင်းရှိလောမကြောက်နှင့်စိတ်မပြည့်နှင့်သွားလေရရ၌တင်ဤဘုရားသခင်ထာဝရဘုရားရှိသည်ဟုမိန့်တော်မူ၏ဖတ်တော်သောနှုတ်ကပတ်တော်အားဖြင့်ရောက်စီတိုင်းဘဝအသက်တာထဲမှာဘုရားသခင်အတစ်တဖန်တွင်တင်ဖွင့်ပြကောင်းကြီးရှိပါစေချစ်လစွာသောယုံကြည်သူဓမ္မမိတ်ဆွေညီကိုမောင်တို့အပေါင်းတို့ဒီကနေ့ဘုရားရဲ့နှုတ်ကပတ်တော်စကားတော်ကဒီကနေ့ကျွန်တော်တို့ပြောနေတာကလောကမှာအသက်ရှင်တဲ့အခါမှာကြောက်စရာတွေရှိနေတော်လဲပဲမကြောက်ဖို့စိတ်ပြက်စရာတွေရှိနေတော်လဲပဲစိတ်မပြက်ဖို့ဒီကနေ့ဘုရားကျွန်တော်တို့စကားပြောနေပါတယ်ဒီနေ့ဘုရားသခင်ကတင်းနဲ့ကျွန်တော်နဲ့အတူရှိတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ဒီသူရဲ့နှုတ်တော်ထွက်စကားအားဖြင့်ကျွန်တော်ကျမတို့ကိုဒီနေ့တတိပေးအတိပေးခွန်အားပေးနေခြင်းဖြစ်ပါတယ်ထို့အတွက်ကြောင့်စိတ်ပြက်စရာကောင်းတဲ့ဒီလောကကြီးထဲမှာဒီခေတ်ကာလကြီးထဲမှာစိတ်ချလို့ရတဲ့ဘုရားစကားနဲ့အသက်ရှင်တဲ့သူများဖြစ်ဖို့ဒီနေ့အရောက်စီတိုင်းဘုရားစကားပြောပါစေဒီနေ့ကျွန်တော်ကျမတို့ရဲ့ဘဝအသက်တာထဲမှာစိတ်ချလို့ရတဲ့ဘုရားစကားနဲ့အသက်ရှင်နှလုံးသွင်းဖို့ဘုရားစကားကိုနေရာပေးဖို့အရောက်စီတိုင်းအထူးနှိုးဆော်ခြင်းပါတယ်ထို့အတွက်ကြောင့်ဒီနေ့နှုတ်ကပတ်ဒေသနာစင်ကြင်နှလုံးသွင်းနားထောင်နေကြတော့ခွန်အားယူနေကြတော့ယုံကြည်သူညီကိုမောင်နှမအရောက်စီတိုင်းတို့ဒီနေ့ကျွန်တော်ကျမတို့ရဲ့ဘဝအသက်တာထဲမှာအခြေအနေတွေအမျိုးမျိုးရဲ့ချီနှောင်မှုတွေကြားထဲမှာစိန်ခေါ်မှုတွေကြားထဲမှာအသက်ရှင်တဲ့တင်တဲ့ကျွန်တော်တို့ဒီနေ့ဘုရားသခင်ခွန်အားပေးနေပါတယ်မကြောက်နဲ့အဲ့ဒီအခြေအနေတွေကိုမကြောက်နဲ့အဲ့ဒီအခြေအနေပြဿနာတွေကိုစိတ်မပြတ်နဲ့။ဘာကြောင့်လဲဒီကနေ့ဘုရားသခင်တင်တဲ့ကျွန်တော်နဲ့အတူရှိတဲ့ဘုရားဖြစ်ပါတယ်။အတူရှိတဲ့ဘုရားကကျွန်တော်တို့ကိုဒီနေ့ခွန်အားပေးနေပါတယ်။ဒါကြောင့်မလို့စိတ်ချလို့ရတဲ့ဘုရားစကားနဲ့အသက်ရှင်ပါ။စိတ်ပြည့်စရာကောင်းတဲ့ဒီခေတ်ကာလကြီးထဲမှာစိတ်ချလို့ရတဲ့ဘုရားစကားနဲ့အသက်ရှင်မယ်ဆိုရင်ဒီနေ့တင်တဲ့ကျွန်တော်ရဲ့စိတ်နှလုံးထဲမှာဘုရားစကားရှိရင်တင်စိတ်ချပါမကြမီချီနှောင်မှုအမျိုးမျိုးထဲကတင်ကလွတ်မြောက်လာတဲ့သူဖြစ်လာမယ်အခြေအနေအမျိုးမျိုးထဲကနေပြီးမှတင်ကညီသက်ချင်းရှိလာမယ်ကျင့်납လာမယ်ဆိုတော့ဒီနေ့ဘုရားစကားကတက်တည်ထူမှာဖြစ်ပါတယ်ထို့အတွက်ကြောင့်ဘုရားစကားကိုစိတ်ချယုံကြည်တော်သူဖြစ်ဖို့အရောက်စီတိုင်းဒီနေ့ဘုရားစကားပြောပါစေဘုရားရဲ့နှုတ်တော်ထွက်တပိုက်ကိုလည်းဆင်ခြင်ပြီးတော့ခွန်အားယူကြရအောင်139ခုမြောက်သောစာလံအပိုက်ငယ်165မှာတရားတော်ကိုနှစ်သက်သောသူတို့၌ကြီးစွာသောငြိမ်ဝှက်ခြင်းရှိပါ၏သူတို့စိတ်ပြည့်စရာအကြောင်းမရှိပါဒီနေ့နှုတ်ကပတ်တော်ကထပ်ပြီးမှကျွန်တော်တို့ကိုစကားပြောနေပါတယ်ဒီနေ့ကျွန်တော်ဒီဖျားစကားကိုစိတ်ချခြင်းဖြင့်စိတ်ပြည့်စရာတွေကနေလွတ်မြောက်လာဖို့ရန်အတွက်ဖျားကိုစိတ်ချတော်သူဖျားစကားကိုစိတ်ချတော်သူဖြစ်ဖို့ဒီနေ့ဖျားစကားပြောနေပါတယ်ဖျားကိုယုံကြည်တဲ့တင်နဲ့တင်မိသားစုဒီနေ့ဖျားစကားကိုစိတ်ချပါဖျားစကားကိုနှလုံးသွင်းပါအတူရှိနေတဲ့ဖျားရဲ့စကားကိုနေရာပေးပါချီနှောင်မှုတွေအမျိုးမျိုးထဲကနေလွတ်မြောက်လာပြီးအခြေအနေဆိုးအမျိုးမျိုးထဲကနေညီသက်ခြင်းကိုရရှိခံစားစေမဲ့ဖခင်စကားကိုစိတ်ချတာချစ်လာတော်ညီကိုမောင်နှမတွေစိတ်ပြည့်စရာကောင်းတဲ့ခေတ်ကြီးထဲမှာစိတ်ချလို့ရတဲ့ဖခင်စကားနဲ့အသက်ရှင်ဖို့ဒီကနေ့ခွန်အားပေးဝိညာဉ်တိုက်တွန်းလို့ဆိုခြင်းဖြစ်ပါတယ်လက်ရှိတင်တဲ့တင်မိသားစုတင်ဘဝမှာအခက်အခဲဒုက္ခပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်ဆိုရင်ဒီနေ့နှုတ်ကပတ်တော်စိတ်ချဖို့
နှိုးဆော်ပါရစေခဏလောက်ဘုရားသခင်ထံမှာခွန်အားအစွမ်းတတ္တိကောင်းကြီးမင်္ဂလာခံယူကြရအောင်ကျွန်တော်နဲ့သူခဏလောက်ဘုရားရှင်ထံတိုးဝင်ပြီးတော့ဆုတောင်းကြရအောင်သားသမီးတို့ကိုချစ်တဲ့ထာဝရအဖမြတ်စွာဘုရားစိတ်ပြည့်စရာကောင်းတဲ့ခေတ်ကြီးထဲမှာစိတ်ချလို့ရတဲ့ဘုရားစကားကိုယနေ့ကြားနာခံယူခွင့်ရရှိတဲ့အတွက်ကျေးဇူးတင်ပါတယ်ဖဒီနေ့သားနဲ့သူကိုရောမျက်မှောက်တော်တိုးဝင်လာပြီးနှုတ်ကပဒေသနာဆင်ခြင်နှလုံးသွင်းတဲ့သားသမီးတယောက်စီတန်းရဲ့ဘဝအတ္တတာမိသားစုထဲမှာဘုရားစကားကိုယုံကြည်စိတ်ချခြင်းဖြင့်လွတ်မြောက်ခြင်းကျေနပ်ခြင်းငြိမ်သက်ခြင်းကျမ်းမာခြင်းကောင်းကြီးမင်္ဂလာတွေခံစားစေဖို့ဘုရားသခင်တသက်ထူပါတသက်ပေးအဖြေပေးမဲ့ဘုရားကယေရှုခရစ်တော်ဘုရားဖြစ်ကြောင်းကိုအရောက်စီတိုင်းကိုမဆာတော်မူပါသာသမီတယောက်စီတိုင်းကိုချစ်တဲ့အဖြေပေးတဲ့သခင်ယေရှုဘုရားနာမတော်မြတ်၌ကျေးဇူးတော်ချီးမွမ်း၍ဆက်ကပ်အနံ့ဆုတောင်းကြပါ၏ဖတ်ဘုရားအာမင်